လွန်ခဲ့တဲ့65နှစ်တုန်းကနျူကလ িয়ার စစ်ပွဲကြောင့်ကမ္ဘာဟီးယာပစ္စည်းလူနီးပါဖြစ်ခဲ့ရပါတယ်။လျှက်စစ်နဲ့နိုင်ငံတကာစစ်တွေကွန်ရက်လီအားလုံးတညာရင်းနဲ့ပြတ်တောက်သွားပြီးနီးပညာအကျက်အတဲကြီးဆက်ရောက်ခဲ့တာပါ။အဲ့ဒီအချိန်မှာအမီဇွန်ဒေါထဲမှာအလွတ်လုံနေတဲ့ယုခိဝေဒပညာရှင်နဲ့မျိုးရိုးဗီတာအင်ဂျင်နီယာတယောက်ဟာ Genesis လို့ခေါ်တဲ့အပင်တစ်ပင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအပင်ရဲ့ပန်းပွင့်တွေကမယုံနိုင်စရာကောင်းလောက်အောင်စွမ်းရည်တွေကိုတိုးလောင်ထားနိုင်ပြီးဒါဟာလူသားမျိုးနွယ်ပြည်လေတိဆောက်ဖို့အတွက်စွမ်းရည်အရင်မြစ်တဲ့ထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး Genesis အပင်အားလုံးကိုအစိုးရကပဲထိန်းချုပ်ထားခဲ့တာပါ။စစ်သွဲရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့မွေးဖွားလာတဲ့ကလေး90%ဟာမျိုးရိုးဗီတာချုပ်ရင်းချက်တွေနဲ့မွေးဖွားလာခဲ့ပါတယ်။ဒါကိုဖြစ်ရှင်းမှုသိပ္ပံပညာရှင်တွေက Genesis ပန်းပွင့်ရဲ့ဗီတာကိုလူသားမျိုးရိုးဗီတာနဲ့ပေါင်းစပ်ထည့်သွင်းလိုက်ကြပါနဲ့။အခုဆိုရင်လူတိုင်းဟာအငင်းအာယုံသို့မဟုတ်အခြားအာယုံပုံမကောင်းမွန်လာတာမျိုးလိုမျိုးရိုးဗီတာမြင့်တက်မှုတွေနဲ့မွေးထွားလာကြပါ යි ဒီလိုညှင့်တင်ထားတဲ့လူတွေကို genetics လို့ခေါ်ကြပြီးဒီလိုကဘယင်ဒီလိုစီးကျင်ခံပြီးနေထိုင်ကြပါတယ်ဒါပေမဲ့လူသား10%ကတော့ခုခံအားစနစ်ချွေရင်ချက်ကြောင့်ဒီလိုဗီဇမြင့်တင်မှုတွေကိုခန္ဓာကိုယ်ကလက်မခံနိုင်ကြပါဘူးသူတို့ကတော့ specials လို့ခေါ်ကြပြီးလူပေါင်းကဖယ်ချင်းခံထားရတယ်လို့တန်ရှင်ရင်းနဲ့ပြည်ပြင်းထိန်သိမ်းရဲ့အလုပ်ကျမ်းတွေကိုပဲလုပ်ကြရပါတယ်ဒီနေ့မှာတော့ genetics အဖွဲ့အစည်းတဲကိုခလိုအီကကျောင်းသူအဖြစ်ဟန်ဆောင်ပြီးဝင်သွားတယ်လို့သူနဲ့အတူဘီဒတ်ကလာထိုင်တဲ့လီယွန်ကလည်းတန်ရှင်ရသမားအဖြစ်ဟန်ဆောင်ဝင်ရောက်ခဲ့ပါတယ်အားလုံးအာယုံလွဲနေတဲ့အချိန်မှာလီယွန်ကနီးပညာသုံးပြီးလုံခြုံရေးတကားကိုဖွင့်ကာအတွင်းပိုင်းကိုခိုးဝင်ခဲ့ပါတယ်မြေပုံကြည့်နေလုံခြုံရေးနှစ်ယောက်အနားမှာရှိနေတာသိလိုက်တော့လီယွန်ကအယုတ်ကျွက်လေးတစ်ကောင်ကိုလွှတ်လိုက်ပါတယ်လုံခြုံရေးတွေကအဲ့ဒီကျွက်လေးကိုလိုက်ဖမ်းချိန်မှာကျွက်လေးစီကနေမေးစေးတက်ငွေတွေထွက်လာပြီးသူတို့ကိုမေ့လဲသွားစေခဲ့ပါတယ်လီယွန်ကလုံခြုံရေးစီကတော့တွေကိုယူပြီးလေဝင်လေးထွက်စနစ်ထဲမေးစေးတက်ငွေတွေလွှတ်လိုက်တဲ့အတွက်တက်ခွေးခန်းတွေကတိပန်ပညာရှင်တွေအားလုံးအိပ်ပျော်သွားကြပါတယ်လီယွန်တက်ခွေးခန်းတဲ့ဝင်ဖို့လို့ပေမဲ့ဖလူဝတ်နံပါတ်ကမှားနေပါတယ်ဒါကြောင့်ခလိုအီကိုအကူအညီတောင်းရပါတော့တယ်ခလိုအီကအခန်းထဲမှာ specials တွေကိုတတ်ပြက်တဲ့နေလှုပ်挑နေတဲ့ကောင်လေးတွေကိုရန်သွားစလိုက်ပါတယ်အဲ့ဒီမှာလုံခြုံရေးတယောက်ရောက်လာပြီးတားတဲ့အချိန်မှာခလိုအီကသူ့ကိတ်ထဲကမှတ်စုစာအုပ်ကိုခိုးယူလိုက်ပါတယ်အဲ့ဒီစာအုပ်ထဲကလျှို့ဝှက်နံပါတ်ကိုလီယွန်စီပေးလိုက်နိုင်ပါတယ်လီယွန်တခွဲကနဲ့ရောက်သွားတဲ့အခါသူ့အမေစီကရထားတဲ့နာယီဟောင်းလေးကိုကြည့်ပြီးငါတို့အားလုံးကကထားတယ်ပဲအားလုံးတန်းတူပဲဆိုတဲ့စာသားကိုဖတ်ပြီးအာယူလိုက်ပါတယ်သူကစက်ကိုဖွင့်ပြီး Genesis ပပွင့်ကိုခိုးယူဖို့ကြိုးစားချိန်မှာအပင်ကစူးတွေနဲ့ပြန်တိုက်ခိုက်ပြီးအချက်ပြင်းထန်တွေမိလာပါတယ်ဒါပေမဲ့လီယွန်ကပန်းပွင့်ကိုအောင်ငင်အောင်ခိုးယူနိုင်ခဲ့ပါတယ်အဆောက်အဦတစ်ခုလုံးပိတ်တော်မှာမို့ခလိုအီနဲ့လီယွန်တို့လည်းကမန်းကဒန်ထွက်လာခဲ့ကြပါတယ်လီယွန်ကခလိုအီရဲ့အယုတ်ထဲမှာပန်းပွင့်ကိုဝှက်ပေးလိုက်တဲ့အတွက်လုံခြုံရေးတွေစစ်ဆေးပေမဲ့မတွေ့သွားပဲလွတ်မြောက်လာခဲ့ပါတယ်မြို့ထဲရောက်တဲ့အခါအထက်လွတ်တော်အမတ်ဖရန့်ကမွေးပြီးမှဗီဒမြင့်တယ်နိုင်မဲ့နီးပညာကိုထောက်ခံဖို့တောင်းဆိုနေတာကိုတွေ့ရသလိုနာမည်ကြီးအဆိုတော်မီရာကလည်း special strain နေထိုင်တဲ့ရက်ကွက်မှာဖျော်ဖျော်ပွဲလုပ်မယ်လို့ကြေညာနေတာကိုတွေ့ရပါတယ်ဒါပေမဲ့လီယွန်ကတော့ဓာတ်တွေဟာနိုင်ငံရေးသမားတွေနဲ့နာမည်ကြီးတွေရဲ့ဟန်ဆောင်မှုတွေပဲလို့ယူဆထားပါတယ်လီယွန်နဲ့ခလိုအီတို့ဟာခိုးယူလာတဲ့ Genesis ပန်းပွင့်ရဲ့စွမ်းအင်ကိုသုံးပြီးမတန်ဆွမ်းတဲ့ specials တွေအတွက်စက်တပ်ခြေတူးလက်ဒူးတွေကိုဖြုတ်ပြင်ပေးရင်အသက်မွေးကြပါတယ်။တနေ့မှာ genetics နယ်ငယ်ကလူတစ်ယောက်ကအခက်ချင်းငွေ3ဆပေးမယ်ဆိုပြီးပစ္စည်းပြင်ဖို့ခေါ်တာကြောင့်လီယွန်လွတ်သွားခဲ့ပါတယ်။အဲ့ဒီမှာဟင်းချက်သမားတစ်ယောက်ရဲ့စက်တပ်ဝတ်စုံကိုပြင်ပေးနေတော့anti-genetics လို့ခေါ်တဲ့ဂိုင်းတစ်ခုကစားတောက်ဆိုင်ကိုစီးနှင်းပြီးလူတွေကိုရဲရဲဆက်ဆက်တတ်ဖြတ်ပါတော့တယ်ဟင်းချက်သမားလည်းအသက်ခံလိုက်ရပါတယ်လီယွန်ကဟင်းချက်သမားရဲ့စက်တပ်ဝတ်စုံကိုဝတ်ပြီးခလိုအီနဲ့အတူထွက်ပြေးဖို့ကြိုးစားပါတယ်လမ်းမှာအဲ့ဒီဂိုင်းခန်းဆောင်ရဲ့မျက်နှာကိုမြင်လိုက်ရပြီးသူတို့ဟာနာမည်ကြီးအဆိုတော်မီတာရဲ့ဖြောဖြီးဝဲမှာတခုခုလှုပ်ဖို့ကြံစီနေတာကိုသိလိုက်ရပါတယ်နောက်နေ့တည်းနေ့မှာလီယွန်နဲ့ခလိုအီကိုအဲ့ဒီဂိုင်းသားဒီအဖြစ်မာယွန်းဖော်ပြပြီးဝရမ်းထုတ်လိုက်ပါတယ်ပိုဆိုတာက specials တခွေရဲ့ captain ဟုံးဟာအဲ့ဒီလူသက်ဂိုင်းရဲ့ခေါင်းဆောင်ဖြစ်နေတာပါသူတို့ကမီတာရဲ့ဖြော်ဖြီပွဲမှာတိုက်ခိုက်ပြီး specials တွေအပေါ်အဖြစ်ပုံချဖို့ကြံစီနေတာပါလီယွန်ကပထမတော့ကြောက်ပြီးထွက်ပြေးဖို့လုပ်ပေမဲ့ခလိုအီကတားခဲ့ပါတယ်နောက်ဆုံးမှာတော့လီယွန်ကစက်တပ်ဝစ်စုံကိုအစစ်မြင့်တင်ပြီးမီတာကိုကဲတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဖြော်ဖြေပွဲအပြီးမီရာပလန်ဖို့လုပ်တဲ့အချိန်မှာဟုံးနဲ့သူ့လူတွေကတိုက်ခိုက်ပြီးမီရာကိုပြန်ပေးဆွဲဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာဝစ်စုံဝစ်ထားတဲ့လီယွန်ရောက်လာပြီးတိုက်ခိုက်ပါတော့တယ်။ခ
လိုအီကကားနဲ့ဝင်တိုက်ပြီးကူညီပေးတဲ့အတွက်လီယိုနဲ့မီရာကိုကဲထုတ်နိုင်ခဲ့ပါတယ်သူတို့အင်ကိုခေါ်လာပြီးနောက်မီရာကလီယိုနဲ့ဒန်ယာကိုကုပေးပါတယ်မီရာကနောင်နီမှာအထက်လွတ်တော်အမတ် friend နဲ့အတူပွဲတစ်ခုရှိသေးတယ်လို့ပြောတဲ့အခါလီယွန်ကအဲ့ဒီပွဲဟာအဲ့ဒီလူတက်တိုင်းရဲ့ knock tap ပြစ်မှတ်ဖြစ်လာမယ်ဆိုတာကိုရေးမိသွားပါတော့တယ်ဟုတ်ကဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအမြဲမပြတ်ကြည့်လို့ရအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားကြပါအောင်နော်